Manchester United ဟာရာသီတဝက်ကျိုးမာရင်သူတို့ရဲ့နီးပြရိုဘင်အမော်ရင်ကိုရာထူးကနေထုတ်ပယ်လိုက်ပါတယ်။ဒီကိစ္စဟာမာနာတရားနဲ့ခေါင်းမာခြင်းတွေကိုအခြေခံထားပြီးအမော်ရင်လည်းဇက်သိမ်းမလာတဲ့ United နီးပြတစ်ယောက်ဖြစ်ခဲ့ရပါတယ်။ United အသင်းတာဝန်ရှိသူတွေကအမော်ရင်ရဲ့ရက်လက်တွေဆိုးရွားနေပေမဲ့နီးပြဘက်ကနေအပြည့်အဝထောက်ခံပြီးနီးပြကိုအချိန်ပေးသွားမှဖြစ်ကြောင်းမကြာခဏပြောခဲ့ပူပါတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့ဘုတ်ဖွဲနဲ့အမော်ရင်ကြားပုတ်တိုက်မှုတွေအများကြီးရှိလာခဲ့ပါတယ်။အမော်ရင်ကသူ့ရဲ့3-4-3ကစားကွက်ကိုဖိအားပေးလို့ပြောင်းလဲမှာမဟုတ်ကြောင်းပြောထားပါတယ်။ United ဘက်ကတော့နယူကာဆယ်ကိုနိုင်ရခဲ့တဲ့အတိုင်းနောက်တန်း၄ယောက်နဲ့ပြောင်းကစားဖို့အမော်ရင်ကိုအတင်းကျပ်ဖိအားပေးနေပါတယ်။ မင်္ဂလာပါမြန်မာချင်းနဲ့ဘောလုံးကစားခြင်းသူများအတွက်ဘော်ဒီဘက်လာပါပြီUnited ဟာအမော်ရင်ကိုအပြောင်းရွှေ့ရာသီတိုင်းမှာထောက်ပံ့ပေးမှဖြစ်ကြောင်းကတိပြုခဲ့ပေမဲ့တကယ်တမ်းမှာတော့ဇန်နဝါရီမှာကစားသမားတွေခေါ်ယူပေးမှာမဟုတ်ကြောင်းဆုံးဖြတ်လိုက်ပါတယ်။အမော်ရင်ခင်ဗျာအသင်းရဲ့ကချောကချောင်တတိုင်းနဲ့အကယ်ဒမီလူငယ်တွေကိုပဲလူစင်းကြံနေတော့တာမို့ရက်လက်တွေရင်းရိုင်ပြီးတော့ပောက်ကွဲလာခဲ့ပါတယ်။ United ကဒီတစ်ပတ်မှာLeeds Unitedကိုအဝေးကွင်းမှာတည်ကြလာခဲ့ပါတယ်။ဒီပွဲပြီးမှာအမော်ရင်ကဘုတ်အဖွဲ့ကိုပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပြီးကိုယ့်ပြဿနာကိုဆူလာတက်ပြီးတော့ရှာလိုက်ပါတယ်။အမော်ရင်ကသူဟာ United နီးပြချုပ်မဟုတ်ပဲမန်နေဂျာသားဖြစ်ကြောင်းအားလုံးကိုသိပေးလိုက်ပြီးတဲ့နောက်မှာသူ့ရဲ့ဆက်ဆံရေးပြပြနေတဲ့အားကစားဒရိုက်တာဂျေဆန်ဝဲကောက်အပါအဝင်ဌာနအားလုံးကိုအဝေးဘက်မခံချင်ရင်ကိုယ့်အလုပ်ကိုလုပ်ကြဖို့ပွဲပြီးအင်တာဗျူးမှာပြောလိုက်ပါတယ်။အမော်ရင်ရဲ့ခေါင်းမာမှုနဲ့မာနကိုရှေ့တန်းတင်မှုတွေကြောင့် United ကချက်ချင်းအရေးပေါ်အစည်းအဝေးလုပ်ပြီးတော့အမော်ရင်ကိုလမ်းခွဲလိုက်ကြောင်းထုတ်ပြန်ကြေညာလိုက်တာပါ။ United ကအနာဂတ်အတွက်လည်းကြိုတင်စဉ်းစားထားခြင်းမရှိဘဲဂျာတီကုန်ထိယာယီနီးပြဒါရင်ဖလက်ချာနဲ့ပဲရှေ့ဆက်မယ်လို့ခေါင်းမာစွာဆုံးဖြတ်လိုက်တာကြောင့် United ရဲ့အနာဂတ်ကရင်လေးစရာဖြစ်လာခဲ့ပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးများတင်ပါတယ်။